အမဝင်းကအမိတ်ပေးလိုက်တယ်စိုက်ထဲကလူအားလုံးအပြင်ကွင်းပြင်မှာလူစုကြဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဒီနေ့အမဝင်းကိုယ်တိုင်စိုက်ကိုလာစစ်ဆေးမှာမင်းကြောင့်နဲ့ငါ့ကိုအမျက်တော်ရှာသွားရင်ဘယ်သူကောင်းလာခံပေးမှလဲဟန်အမဝင်းဆိုတာဒီမျိုးမှာလူကုန်ထန်တွေတောင်သူ့အနာကပ်လို့မရတဲ့ထိပ်တီးမျိုးသမီးပဲအဲ့ဒါကိုနင်းသိရဲ့လားဒါကိုမင်းကသူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေမဲ့အလုပ်တွေလုပ်ချင်သေးတယ်ပေါ့ဒါဆိုရင်တော့ဒီကထွက်သွားလိုက်တော့ကျုပ်လည်းအမဝင်းနဲ့မပတ်သက်ချင်ပါဘူးဒါပေမဲ့ခမည်းတော်ကျုပ်လာစာမရှင်းပေးရင်တော့ဒီနေ့အမဝင်းစီကိုဓာတ်ရိုက်သွားတွေ့ပြီးပြောရမှာပဲဘာနေကငါတို့ကိုပြန်ချင်းချောက်ရဲတယ်ပေါ့လေဟုတ်လားငါရပိုင်ခွင့်ရှိတာကိုတောင်းဆိုတာပါအေးကောင်းပြီလေမင်းလိုချင်တာပတ်စံမဟုတ်လားရော့ယူလိုက်ပတ်စံနဲ့ကောင်းလေးမျက်နှာအားပြစ်ပေါက်လိုက်ပါတယ်မင်းလိုချင်တာပတ်စံမလားဒူးထောက်ပြီးကောက်လိုက်စမ်းငါကြားတာတော့သူ့မိကဆေးရုံမှာတတိမိမျောနေတာတဲ့ဆေးကူကိုပတ်စံလိုနေမှာပေါ့ဟာဟာအားလုံးအခုချက်ချင်းလာခဲ့ကြဒီနေ့အမဝင်းကိုယ်တိုင်လာစစ်ဆေးမှမို့လို့အကုန်လုံးအစင်သစ်ပြင်ထားကြအားလုံးစုံပြီလားတယောက်လိုနေသေးတယ်